တရားနာသူတွေဘက်ကစိတ်ထားဖြူစင်အောင်ဘယ်လိုနာရမလဲလို့ဆိုရင်တရားနာတဲ့ပုဂ္ဂိုလ်တွေဘက်ကလည်းလိုအပ်တယ်တဲ့မိမိမှာအကျိုးရှိအောင်နာတတ်တဲ့ပုဂ္ဂိုလ်မျိုးဖြစ်အောင်အဲ့ဒီအကျိုးရှိအောင်နာတတ်ဖို့ကြတော့ဘာလဲလို့ဆိုရင်တရားစကားနဲ့ပတ်သက်ပြီးတော့တရားစကားအပေါ်မှာရှုတ်ချတာမျိုးမလုပ်ရဘူးတဲ့နော်အပြစ်ရှာရှုတ်ချတာမျိုးမလုပ်ရဘူးတဲ့နောက်တစ်ခုကတရားဟောပြောတဲ့ဓမ္မဂဋ္ဌိကပုဂ္ဂိုလ်ကိုလည်းရှုတ်ချတာမျိုးမလုပ်ရဘူးတဲ့နောက်တစ်ခုကိုယ့်ကိုယ်ရှုတ်ချတာလည်းမလုပ်ရဘူးတဲ့ဒါဖြင့်တရားကိုရှုတ်ချတယ်ဆိုတာဘာလဲဆိုရင်ဒီတရားကလည်းဘယ်လိုတရားကြီးမှလည်းမသိဘူးဘာနားလဲရမှမသိဘူးတရားကိုရှုတ်ချတယ်လို့ခေါ်တယ်ဓမ္မဋ္ဌိကကိုရှုတ်ချတယ်ဆိုတာဘာတွေဟောနေမှလည်းမသိဘူးဟောဘာတွေဟောနေမှလို့ဘာတွေပြောနေမှလည်းမသိဘူးရှုတ်ချကိုရှုတ်ချတယ်ဆိုတာဘာပြောတာတော့ဆိုဒီလိုလေးနေတဲ့တရားကြီးတွေငါဘယ်နားနိုင်မလို့ငါဘယ်လိုလုပ်နားလဲနိုင်မလို့နားမလဲဘူးကိုမတန်ဘူးလို့ဒီလိုကိုအထင်သေးအမြင်သေးမျိုးလည်းမလုပ်ရဘူးလို့ဒီလိုဆိုလို့တယ်အဲ့ဒါတရားနာတဲ့ပုဂ္ဂိုလ်ဘက်ကဒီစိတ်ထားတွေမရှိရဘူးလို့ပြောတာအဲ့ဒီစိတ်ထားတွေရှိပြီးတော့တရားနာမယ်ဆိုလို့ရှိရင်တဲ့တရားဥတရားမြတ်တောင်မရနိုင်ဘူးလို့ဟောထားတာဗျာအဲ့ဒါမျိုးတွေစိတ်ထဲမှာရှိနေတယ်ဆိုရင်တရားဥတရားမြတ်မရနိုင်ဘူးတဲ့ဒါကြောင့်မို့လို့မရှိစေရနောက်တစ်ခုကတရားနာပြီဆိုလို့ရှိရင်ဟိုတွေးဒီတွေးတွေရှောက်တွေးမနေရဘူးတရားထဲမှာအာယုံစိုက်ပြီးတော့နာရမယ်တဲ့ဝိခိတ္တစိတ်တွေကဟိုရောက်ဒီရောက်နဲ့စိတ်တွေမငြိမ်မဲနဲ့တရားနာတာမျိုးမလုပ်ရဘူးစိတ်အာယုံဟာတရားထဲမှာစိုက်ထားပြီးတော့ဒီလိုပဲတရားနာရမယ်လို့ဒီလိုခေါ်တယ်နောက်တစ်ခုကဘာလို့ဆိုရင်ဟောထားတဲ့တရားပေါ်မှာမှန်ကန်တဲ့နှလုံးသွင်းတရားရှိရမယ်ဟောဒီအချက်တွေနဲ့ပြည့်စုံမှတရားနာရင်ကနေပြီးတရားဥတရားမြတ်တွေရနိုင်တယ်တရားဥတရားမြတ်မရလို့ရှိရင်အသိဉာဏ်တွေရနိုင်တယ်လို့ဒီလိုပြောတာအဲ့ဒါနဲ့ပတ်သက်ပြီးမြတ်စွာဘုရားကတမ္ပတ္တနိယမတုတ်ဆိုပြီးတော့အင်္ဂုတ္တမှာဟောထားတာဒါကတရားနာသူတွေမှတ်သားဖို့အချက်တွေပေါ့စကားကိုမရှုတ်ချရဘူးတရားစကားကိုမရှုတ်ချရဘူးတရားဟောဓမ္မဂတိကကိုမရှုတ်ချရဘူးအပြစ်မတင်ရဘူးမိမိကိုယ်ကိုမရှုတ်ချရဘူးအပြစ်မတင်ရဘူးစိတ်ပြန့်လွင့်ပြီးတော့မနေရဘူးစိတ်တည်တည်ငြိမ်ငြိမ်နဲ့တရားနာရမယ်မှန်ကန်တဲ့နှလုံးသွင်းရှိရမယ်မှန်ကန်တဲ့နှလုံးသွင်းဆိုတာတရားပေါ်မှာနှလုံးသွင်းတတ်ဖို့ကိုယ်တဏ္ဍာမှာထင်ဟပြီးတော့ဒီတိုင်းဟုတ်တာပါလားမှန်ကန်တဲ့နှလုံးသွင်းလေးရှိဖို့လိုအပ်တယ်ဟောနောက်တုတ်ကြတော့ဘာကိုထပ်ပိုးပြီးတော့ထည့်ထားတော့ဆိုရင်တရားနာတဲ့ပုဂ္ဂိုလ်ဟာထိုက်တဲ့လို့အသိပညာရှိဖို့လိုအပ်တယ်တဲ့ထိုင်မှိုင်းတဲ့နာတဲ့ပုဂ္ဂိုလ်ဘူးလုံးနာမထွင်မဖြစ်တဲ့မူတဲ့အသိပညာရှိတဲ့ပုဂ္ဂိုလ်ဖြစ်ရစဉ်းစားထပ်ရမယ်လို့ဆိုကောင်းတယ်ဆိုတယ်အကြောင်းအကျိုးညီညွတ်တယ်မညီညွတ်ဘူးဆိုတဲ့စဉ်းစားတဲ့အသိဉာဏ်မျိုးရှိရမယ်လို့ဒီလိုဆိုနောက်တစ်ခုအရေးကြီးတာဘာလို့ဆိုရင်ကိုမသိတာကိုသိအောင်မဆောင်ရဘူးတဲ့မသိရင်မသိဘူးပဲသိရင်သိတယ်တချို့ကကိုမသိပြီပဲလို့ငါသိပြီးသားပါလို့ဆိုပြီးတော့လှုပ်တတ်တယ်လို့အထင်ရောက်တတ်တယ်ဒါတွေငါသိဘူးတာပဲငါကြားဘူးတာပဲငါမှတ်ထားဘူးတာပဲငါအကုန်သိပြီးသားဒါတွေဆိုပြီးတော့အဲ့ဒီလိုမျိုးစိတ်ဓာတ်မျိုးလဲမရှိရဘူးတဲ့အဲ့ဒါတွေရှိမယ်ဆိုရင်စိတ်ထားဖြူစင်မှုမရှိဘူးလို့ပြောတာဟောနောက်သုတ်တန်တစ်ခုမှကြတော့ဘာတွေထည့်ပြီးတော့မြတ်စွာဘုရားဟောတော့ဆိုရင်တရားနာတဲ့အခါမှာဂုံအည်ချင်းတွေကို
ကျေးဇူးတရားကိုကျေးဇူးကမ်းတဲ့အနေနဲ့ဘယ်နေရာပဲဖြစ်ဖြစ်ဝေဖန်ပြစ်တင်တာမျိုးနော်စကားရဲ့ဝေဖန်ပြစ်တင်မှုမျိုးမက္ခလို့ခေါ်တာပေါ့မက္ခဆိုတာဂုဏ်ကျေးဇူးကိုခြေဖြတ်တယ်ဒါတွေကငါသိပြီးသားတွေပါဒါတွေကအပေါ်စားတွေပါဒါတွေလူတိုင်းသိနေတာပါနဲ့ဒီလိုပြောတာမျိုးဟာဒါမက္ခီလို့ခေါ်တယ်တရားဆိုတာရိုးသေးသေးပဲသိပြီးသားလဲထပ်ပြီးတော့ရိုးသေးသေးပဲနားထောင်ရဒီလိုဆိုလိုတာနောက်တစ်ခုကဘာတော့ဆိုလို့ရှိရင်အပြစ်ရှာပြီးတော့တရားနာတယ်တဲ့တရားနာတဲ့အခါမှာအဘယ်စကားလုံးအပြင်မှားတယ်ဘယ်ဟာကပြင်မမှန်ဘူးကိုသိထားတာနဲ့ဒါနဲ့လွဲနေတယ်လို့အဲ့ဒါလို့အပြစ်ရှာတဲ့အနေနဲ့တရားမနာရဘူးတဲ့နောက်တစ်ခုကတော့ဓမ္မဂတိကအပေါ်မှာဒေါသဖြစ်တဲ့စိတ်ဓာတ်မျိုးဒီလိုဟာမျိုးမရှိရဘူးတိုက်ခိုက်လို့တဲ့စိတ်ဓာတ်မျိုးမရှိရဘူးပြစ်တင်လို့တဲ့စိတ်ဓာတ်မျိုးမရှိရဘူးတဲ့အဲ့ဒါလို့မြတ်စွာဘုရားကတရားနာတဲ့အခါမှာတဲ့အဲ့ဒီအချက်တွေနဲ့ညီညွတ်ဖို့လိုအပ်ပါတယ်အဲ့ဒါမှတရားနာသူဟာစိတ်ထားဖြူစင်တဲ့ပုဂ္ဂိုလ်ဖြစ်ပြီးတော့တရားနာရင်နဲ့အတိဉာဏ်ဓုတွေရပြီးနောက်ဆုံးမက်ဖို့ထီအောင်ရနိုင်တယ်လို့မြတ်စွာဘုရားဒီသုတ်တန်တွေမှာဒီလိုဟောတယ်ဒါကြောင့်မလို့ပုဂ္ဂိုလ်ကိုကြည့်ပြီးတော့စကားတိုင်းဟာစကားကောင်းမဖြစ်ဘူးပြောတဲ့စကားဟာအကောင်းဖြစ်ပေမဲ့လို့အကောင်းမဖြစ်တာတွေရှိတယ်အကောင်းဖြစ်အောင်ဆိုတာပုဂ္ဂိုလ်နဲ့လိုက်လျောညီတွေမှအကောင်းဖြစ်တယ်ဆိုပါစို့တရားတရားမရှိတဲ့လူကိုတရားတရားအကြောင်းသွားဟောလို့ရှိရင်စကားကောင်းမဖြစ်ဘူးတဲ့ဘာဖြစ်လို့လဲဆိုသူကတရားတရားမှမရှိတော့မရှိတော့တရားအကြောင်းပြောရင်သူကစိတ်တူတယ်ဘာတွေလာပြောနေတာသူ့မှာမရှိဘူးစိတ်တူတယ်အဲ့ဒါကြောင့်မို့လို့တရားတရားမရှိတဲ့ပုဂ္ဂိုလ်ကိုတရားတရားအကြောင်းပတ်သက်ပြီးတော့ဟောရင်စကားကောင်းမဖြစ်ဘူးတဲ့ရှိတဲ့ပုဂ္ဂိုလ်ကြမှာစကားကောင်းဖြစ်တယ်ထို့တူပဲသီလမရှိတဲ့ပုဂ္ဂိုလ်သွားပြီးတော့သီလအကြောင်းသွားပြောရင်စိတ်တူတယ်နော်သီလအကြောင်းသွားပြောရင်စကားကောင်းမဖြစ်ဘူးအောင်မြင်တဲ့စကားလုံးမဖြစ်ဘူးသီလရှိတဲ့ပုဂ္ဂိုလ်ကမှသီလအကြောင်းစကားပြောရမယ်ဒါမှစကားကောင်းဖြစ်တယ်ဟောနောက်တစ်ခုကတော့ဗဟုသုတလိုက်စားတဲ့ပုဂ္ဂိုလ်ကြမှာသုတနဲ့ပတ်သက်တဲ့စကားမျိုးဟာစကားကောင်းဖြစ်တယ်ဗဟုသုတနဲတဲ့ပုဂ္ဂိုလ်သွားပြောလို့ရှိရင်သုတကိုမလိုလားတဲ့ပုဂ္ဂိုလ်သွားပြောလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ကစိတ်တူတယ်ဒေါသထွက်တယ်စကားကောင်းမဖြစ်ဘူးတဲ့ပညာရှိတဲ့ပုဂ္ဂိုလ်မှာပညာနဲ့ပတ်သက်တဲ့စကားမျိုးပြောလို့ရတယ်စကားကောင်းဖြစ်တယ်ပညာမရှိတဲ့ပုဂ္ဂိုလ်သွားပြီးတော့ပညာအကြောင်းသွားပြောရင်စိတ်ဆိုးတယ်တဲ့စကားကောင်းဖြစ်မလာဘူးမအောင်မြင်ဘူးလို့ဒီလိုပြောတာအဲ့တော့ပုဂ္ဂိုလ်ကလည်းပဲသရမဲ့တဲ့ပုဂ္ဂိုလ်ရှိတယ်နော်သီလမရှိတဲ့ပုဂ္ဂိုလ်ရှိတယ်ဗဟုသုတမရှိတဲ့ပုဂ္ဂိုလ်ရှိတယ်နောက်ပြီးတော့စွန့်ကြဲမှုဆိုတဲ့စာကမရှိတဲ့ပုဂ္ဂိုလ်ရှိတယ်ဒုပညာမဲ့တဲ့ပုဂ္ဂိုလ်ရှိတယ်တဲ့အဲ့ဒါမျိုးတွေကိုသွားပြီးတော့တရားအကြောင်းတို့သီလအကြောင်းတို့ဘ ਹੁ တုတအကြောင်းတို့စာကစွန့်လွတ်မှုအကြောင်းတွေတို့ပညာအကြောင်းသွားပြောမယ်ဆိုလို့ရှိရင်စကားကောင်းမဖြစ်ဘူးတဲ့စကားကောင်းဖြစ်ဖို့ရာအတွက်တရားတရားရှိတဲ့ပုဂ္ဂိုလ်တရားအကြောင်းဟောကျင့်တဲ့ဝမ်းသာတယ်ငါမှဒါတွေရှိတယ်သီလရှိတဲ့ပုဂ္ဂိုလ်သီလအကြောင်းဟောဝမ်းသာတယ်ကျင့်တတ်တယ်ဘ ਹੁ တုတရှိတဲ့ပုဂ္ဂိုလ်ဘ ਹੁ တုတဆိုင်ရာတွေပြောတယ်သဘောကျတယ်စွန့်ကြဲတတ်တဲ့ပုဂ္ဂိုလ်လှူဒန်းတတ်တဲ့ပုဂ္ဂိုလ်စာကအကြောင်းပြောရင်သဘောကျတယ်ကျင့်တတ်တယ်ပညာရှိတဲ့ပုဂ္ဂိုလ်ပညာအကြောင်းပြောရင်သဘောကျတယ်ကျင့်တတ်တယ်စကားကောင်းဖြစ်တယ်ဒါလည်းပဲမြတ်စွာဘုရားကဒုက္ခထာဆိုတဲ့သုတ်တံမှာဟောထားတာရှိပါတယ်